Hello အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Kisana Plus ကောက်ဝေးပဲဖြစ်ပါတယ်ကျွန်မဒီနေ့ဒီဗီဒီယိုမှာဘာအကြောင်းကိုပြပြပေးမလဲဆိုလို့ရှိရင်ကျွန်မတို့ Tokuteki-no ဆိုတာဘာလဲ Tokuteki-no ဗီဇာကဘာတွေကောင်းလဲပြီးတော့ရင် Tokuteki-no ဗီဇာမှာဆိုလို့ရှိရင်ဘလို့အမျိုးအစားတွေရှိလဲပြီးတော့ကျွန်မတို့ဒီ2024 2025မှာဆိုလို့ရှိရင်ဘာတွေအပြောင်းလဲရှိလဲပေါ့နော်ပြီးရင်ရှေ့လျှောက်ဘလို့တွေဖြစ်လာအောင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်မဒီဗီဒီယိုလေးမှာအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံး Tokuteki-no စနစ်ဆိုတာဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပေးပါမယ်ကျမတို့ဒီဂျပန်မှာဆိုလို့ရှိရင်ပေါ့နော်လူငယ်တွေရဲ့အရေးအတွက်ကတဖြည်းဖြည်းနဲ့ကြာဆင်းလာပြီးတော့တက်ကြီးရွယ်အိုတွေရဲ့ပေါ့နော်အရေးအတွက်ကပိုပြီးတော့တိုးလာအဲ့တော့အလုတ်သမားအင်အားတွေကလည်းမလုံလောက်တော့ဘူးပေါ့နော်အထူးသဖြင့်ကျမတို့ဒီစန်းကျိုးလို့ခေါ်တဲ့ဒီစက်ရုံပေါ့နော် industry လုပ်ငန်းအပိုင်းတွေမှာဆိုလို့ရှိရင်တို့ဂျပန်လူမျိုးတွေကမလုပ်ချင်ကြဘူးပေါ့နော်အဲ့တော့အဲ့လိုလုပ်ငန်းတွေမှာပိုပြီးတော့လူအင်အားမလုံလောက်တဲ့ပြဿနာတွေတဖြည်းဖြည်းဒီနောက်ပိုင်းမှာပို့ပြီးတော့ဆိုးလာတယ်ပေါ့နော်အဲ့တော့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ဆိုလို့ရှိရင်ကျမတို့တိုးနန်းအာဂျီယာလို့ခေါ်တယ်ပေါ့နော်ဒီလိုမျိုးဖွံ့ဖြိုးဆဲနိုင်ငံတွေပေါ့နော်မြန်မာနိုင်ငံတို့အင်ဒိုတို့ပြီးတော့လို့ရှိရင်ဗီယက်နမ်တို့လိုမျိုးပေါ့နော်ဒီလောက်ခန်းလာစာနေတယ်အရှိတောင်အာရှနိုင်ငံကနိုင်ငံသားတွေကိုပေါ့ခေါ်ပြီးတော့ပေါ့နော်ဒီလိုလုပ်ငန်းတွေမှာဆိုလို့ရှိရင်အလုပ်လုပ်ခိုင်းမှုအတွက် Tokuteki-no ဆိုတဲ့စနစ်ကို2019ပေါ့နော်ဒီ၄လပိုင်းမှာအသစ်ဖွင့်ပေးခဲ့တယ်ပေါ့နော်အဲ့တော့ဒီ Tokuteki-no စနစ်ပေါ့နော်ဒီ Tokuteki-no ဗီဇာကဘာတွေကောင်းလဲပေါ့နော်ဒီဂျပန်မှာဆိုလို့ရှိရင်ဗီဇာအမျိုးအစားတွေကအများကြီးရှိရဲ့အဲ့ဒီအထဲကမှကျမတို့ဒီမြန်မာလူမျိုးတွေအထူးသဖြင့်ပေါ့နော် IT သမားတွေပြီးသွားလို့ရှိရင် engineer သမားတွေလက်ရှိလုပ်နေတဲ့ work visa ပေါ့နော် work visa ပြီးသွားလို့ရှိရင်ကောင်းတဲ့ visa တစ်ခုလို့လည်းပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဂျပန်ရဲ့အလုပ်သမားအင်အားမလုံလောက်တဲ့ပြဿနာကိုဖြေရှင်းဖို့ဆိုလို့ရှိရင်ဒီဟာကအကြီးမားဆုံးသောနည်းလမ်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ဒီစနစ်ကလွယ်ကူနဲ့ဖြတ်သိမ်းလို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဂျပန်မှာရေရှည်နေဖို့စဉ်းစားထားတဲ့သူတွေအတွက်ဆိုလို့ရှိရင်ကောင်းတဲ့ဗီဇာတစ်ခုလို့လည်းပြောလို့ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒီ Tokuteki-no ပေါ့နော်အမတ်စင်နှစ်နဲ့အလုပ်လုပ်နေတဲ့သူတွေဆိုလို့ရှိရင်ကျမတို့ဒီ work visa တွေသမားတွေနဲ့တန်းတူပေါ့နော်အမြဲတမ်းနေထိုင်ခွင့်တွေရှောက်လို့ရတယ်ပေါ့နော် PR ရှောက်လို့ရတယ်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့အိမ်ထောင်ဘက်ပေါ့နော်ကိုယ့်ရဲ့ခလေးတွေကိုလည်းခေါ်လို့ရနေပြီအဲ့တော့ဂျပန်မှာလက်ရှိဂျပန်စာသင်တန်းကျောင်းတွေပေါ့နော်ဒီ language school တက်နေကြတဲ့လူတွေတဲကဒီတက္ကသိုလ်တို့မဟုတ်ပေါ့နော် college ဆက်တက်ဖို့အစီအစဉ်မရှိတဲ့လူတွေပြီးတော့လို့ရှိရင်ကျမတို့ Gino ကြည့်ရှုစေးလို့ခေါ်တဲ့ training visa နဲ့အလုပ်လုပ်နေတဲ့သူတွေပေါ့နော်အဲ့လိုမျိုးတက်ဆိုင်ရာပေါ့နော်ကျောင်းတွေအလုပ်တွေပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်အခုလက်ရှိမြန်မာနိုင်ငံကနိုင်ငံရေးအခြေအနေကြောင့်မလို့ဒီဂျပန်အစိုးရကနေပြီးတော့မြန်မာလူမျိုးတွေအတွက်သူတို့ခါဆိုဆိုဗီဇာပေးရပေါ့နော်အဲ့ခါဆိုဆိုဗီဇာကိုပြောင်းလိုက်တာမျိုးမဟုတ်ဘဲနဲ့ Tokuteki-no ဗီဇာကိုစ조사ပြီးတော့ရအောင်ယူဖို့ကျမအကြံပေးခြင်းတယ်ပေါ့နော်အဲ့တော့ဒီ Tokuteki-no ဗီဇာမှာဘယ်လိုအမျိုးအစားတွေရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြပြပေးပါမယ်အဲ့တော့ဒီ Tokuteki-no ဗီဇာမှာဆိုလို့ရှိရင်အမှတ်စဉ်1ပေါ့နော် Tokuteki-no အမှတ်စဉ်1နဲ့ Tokuteki-no အမှတ်စဉ်2ဆိုပြီးတော့အမျိုးအစား2မျိုးရှိရယ် Tokuteki-no အမှတ်စဉ်1မှာဆိုလို့ရှိရင်ဘယ်လိုလုပ်ငန်းအမျိုးအစားတွေရှိလဲဆိုလို့ရှိရင်နံပါတ်1ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းအဆောက်အုံတန်ရှင်းရေးလုပ်ငန်းစက်မှုကုန်ထုတ်လုပ်ငန်းစောက်လုပ်ရေးလုပ်ငန်းတင်မောချင်းလုပ်ငန်းကားပြုပြင်ရေးလုပ်ငန်းလေယာဉ်ထုတ်လုပ်မှုလုပ်ငန်းဟိုတယ်လုပ်ငန်းပြီးတော့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းငါးဖမ်းလုပ်ငန်းစားတောက်ကုန်လုပ်ငန်းစားတောက်ဆိုင်လုပ်ငန်းဆိုပြီးလုပ်ငန်းအမျိုးအစား12မျိုးပေါ့နော်အဲ့လုပ်ငန်းအမျိုးအစား12မျိုးအရင်ကထိတော့12မျိုးပဲရှိခဲ့ရပေါ့နော်ခုဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ကားမောင်းလုပ်ငန်းလို့ခေါ်ရဒီ bus ကားတက္ကစီကုန်တင်ကားတွေကိုပါနိုင်ငံသားတွေမောင်းလို့ရလာနိုင်ပြီပေါ့နော်အဲ့တော့ကားမောင်းလုပ်ငန်းကိုလည်းထပ်ပြီးတော့တိုးပေးလိုက်တယ်ပြီးတော့ယထာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့နော်ကျွန်တော်ရှာရှောလို့ခေါ်တယ်ပေါ့နော်ဒီယထာကြီးကြက်ရေးပေါ့နော်ယထာမောင်းတဲ့လူတွေကိုလမ်းညွှန်ပေးရတာလုံခြုံစိတ်ချဖို့ကိုဒီစစ်ဆေးပေးရတဲ့အလုပ်တွေယထာဗုဒ္ဓဝန်ထမ်းတွေယထာထုတ်လုပ်ရေးဒီလိုမျိုးယထာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလည်းဒီနိုင်ငံသားတွေလုပ်ကိုင်နိုင်လာပြီပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့တစ်တော်လုပ်ငန်းတစ်တော်ထိန်းသိမ်းရေးလုပ်ငန်းတွေပြီးသွားလို့ရှိရင်တစ်သားနဲ့ဆိုင်တဲ့ပစ္စည်းတွေထုတ်လုပ်တဲ့လုပ်ငန်းပေါ့နော်အဲ့ဒီလုပ်ငန်းအမျိုးအစား၄ခုကိုပါ
ထပ်ပေါင်းပြီးတော့တိုးပေးလိုက်တဲ့အတွက်ကြောင့်မလို့အခုဆိုလို့ရှိရင်တိုကူတေးကီနိုအမတ်စင်1မှာလုပ်ငန်း16မျိုးတော့လုပ်ကင်လာနိုင်ပြီပေါ့နော်အဲ့တော့နောက်တိုကူတေးကီနိုအမတ်စင်2ကတော့ဒီပထမဆက်စချင်းမှာဆိုလို့ရှိရင်သူကဒီစောင့်လုပ်ရေးလုပ်ငန်းနဲ့တင်မောချင်းလုပ်ငန်းအမျိုးအစား2ခုကိုပဲလုပ်လို့ရနိုင်တယ်ပေါ့နော်ဒါ23ခုနှစ်6လပိုင်းကနေစပြီးတော့အမတ်စင်1လုပ်ငန်းရဲ့လုပ်ငန်းအမျိုးအစားခုနကပြောသွားတယ်ပေါ့နော်နံပါတ်2ကနေပြီးတော့နံပါတ်7အထိပေါ့နော်လုပ်ငန်းအမျိုးအစား17မျိုးကိုလုပ်လို့ရလာပြီပေါ့နော်အဲ့တော့သူတို့ကနိုင်ငံသားတွေအလုပ်လုပ်လို့ရတဲ့လုပ်ငန်းအမျိုးအစားတွေကိုပို့ပြီးတော့တိုးချဲ့ပေးလာတာကိုတွေ့ရတယ်ပေါ့နော်ဒါတွေမကဘဲနဲ့2024 2025မှာဆိုလို့ရှိရင်ဒီတိုကူတေးကီနိုစနစ်ကဘာတွေအပြောင်းလဲတွေရှိသွားလဲပေါ့နော်ဒီ2024 3လပိုင်း29ရက်နေ့မှာဆိုလို့ရှိရင်အစိုးရအဖွဲ့ရဲ့ထိပ်သီးအစည်းအဝေးပေါ့နော်အဲ့ဒီအစည်းအဝေးမှာသူတို့ကဒီအခု2024ရက်နဲ့စပြီးတော့ဒီ9နှစ်ကြာပေါ့နော်2029 3လပိုင်းအထိမှာဒီတိုကူတေးကီနိုဗီဇာနဲ့ပေါ့နော်လူ82,000လောက်ကိုဒီသူတို့ကလက်ခံပေးသွားဖို့ရှိတယ်ဆိုပြီးတော့ခံမှန်းရတယ်ပေါ့နော်အဲ့တော့အရင်ထက်ကျမတို့2.4 ဆလောက်ပို့ပြီးတော့တိုးလာနိုင်တယ်ပေါ့နော်ပြီးတော့2024 6လပိုင်းရဲ့ကျမတို့ဒီအချက်လက်တွေအရာဆိုလို့ရှိရင်တိုကူတေးကီနိုဗီဇာနဲ့အလုပ်လုပ်နေတဲ့နိုင်ငံသားကဒီ2024 6လပိုင်းအထိမှာဆိုလို့ရှိရင်2,5,1,948 ယောက်လောက်ရှိနေပြီလို့သိရတယ်ပေါ့နော်အဲ့ဒီတည်းကမှကျမတို့ဒီအမှတ်စဉ်2ပေါ့နော်တိုကူတေးကီနိုအမှတ်စဉ်1ထက်နည်းနည်းလေး level မြင့်တဲ့အမှတ်စဉ်2နဲ့အလုပ်လုပ်နေတဲ့နိုင်ငံသားကဒီတနိုင်ငံလုံးမှာဆိုလို့ရှိရင်153ယောက်ပေါ့နော်ရှိနေပြီဆိုပြီးတော့ဒီနှစ်ဝက်လောက်နဲ့တော်တော်လေးတိုးလာပြီဆိုတာမျိုးကိုသိရတယ်ပေါ့နော်အဲ့တော့ဂျပန်ကလည်းသူ့ရဲ့ပေါ့နော်အလုပ်သမားအင်အားမလုံလောက်မှုကိုဒီလိုမျိုးဖွံ့ဖြိုးဆဲနိုင်ငံကဒီအလုပ်သမားတွေကိုထပ်ပြီးတော့ခေါ်သွားနေတာမျိုးကိုကျွန်တော်တို့တွေ့ရတယ်ပြီးတော့နောက်တစ်ခုဘာတွေပြောင်းလဲသွားသလဲဆိုလို့ရှိရင်ဒီတည့်ရသူတွေလည်းရှိမယ်ပေါ့နော်ဂီနိုဂျီရှုဆေးလို့ခေါ်တယ်ကျွန်တော် training visa ကို2029 6လပိုင်းမတိုင်ခင်မှာအစိုးရကအကုန်လုံးကိုရက်ဆိုင်တော့မယ်ဆိုတာကိုသိရတယ်ပေါ့နော်ထပ်ပြီးတော့ဒီ visa နဲ့လူတွေမခေါ်တော့ဘူးပေါ့နော်အဲ့တော့ training visa နဲ့လူတွေမခေါ်တော့ဘဲနဲ့ဒီစနစ်အစားပေါ့နော်ကျွန်တော်တို့ ikuse shuro လို့ခေါ်တဲ့အလုပ်သမားပြုစုပြောထောင်ရေးစနစ်ပေါ့နော်မြန်မာလိုပြောမယ်ဆိုရင်အဲ့ဒီစနစ်ကိုစတင်မယ်ဆိုပြီးတော့သိရတယ်အဲ့တော့ဒီစနစ်ဖွင့်ပေးဖို့ကအခုကတော့လက်ရှိပေါ့နော်ဒီသူတို့ကပြင်ဆင်နေစေဖြစ်တာကြောင့်မလို့အသေးစိတ်ကတော့တရားဝင်အချက်လက်တွေကိုတော့မသိရသေးပေမဲ့ဒီစနစ်ကကောင်းတဲ့စနစ်တစ်ခုလို့ပြောနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အရင်ကဒီဂီနိုဂျီရှုဆေးပေါ့နော် training visa နဲ့အလုပ်လုပ်တဲ့သူတွေကိုသူတို့အလုပ်လုပ်တဲ့ဒီတက်တန်းပြီးသွားလို့ရှင်ကိုယ့်နိုင်ငံပြန်ပြီးတော့ဒီဂျပန်မှာရခဲ့တဲ့အတွေ့အကြုံတွေနည်းပညာတွေကိုအသုံးချပြီးတော့ကိုယ့်နိုင်ငံအကျိုးပြုလုပ်ရမယ်ဆိုပြီးတော့သတ်မှတ်ထားပြီးတော့သူတို့ training visa နဲ့အလုပ်လုပ်နေတဲ့ဒီ9နှစ်အတွင်းမှာအလုပ်ပြောင်းခွင့်လည်းမရှိဘူးအဲ့တော့ကိုအလုပ်ခန့်တဲ့ကုမ္ပဏီကမကောင်းဘူးနှိပ်စက်ညှဉ်းပန်းနေတယ်ဆိုလို့ရှင်ကိုကဒီအလုပ်ဆက်ပြီးတော့ပြောင်းလို့မရတဲ့အတွက်ကြောင့်မှတ်လို့ကိုကတီးခန့်ရုံကလည်းပြီးတော့မရှိပါတော့တချို့အလုပ်သမားတွေဆိုလုံးဝတီးမခံနိုင်တော့တဲ့အချိန်မှာဆိုလို့ရှိရင်ဒီပြေးသွားတာမျိုးတွေပေါ့နော်အဲ့လိုမျိုးအဆင်မပြေတဲ့အခက်အခဲတွေလည်းရှိတယ်ပြီးတော့ဂီနိုဂျီရှုဆေးပေါ့နော် training visa နဲ့သတ်မှတ်ထားတဲ့ကာလအတွင်းပေါ့နော်ဂျပန်မှာအလုပ်လုပ်ပြီးသွားလို့ရှိရင်ကိုယ့်နိုင်ငံမှာသွားပြီးတော့ပြန်အကျိုးပြုရမယ်လို့ပြောပေမဲ့တကယ်လက်တွေ့မှာဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်မနေဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီစနစ်ရဲ့အဲ့လိုအားနည်းချက်တွေပေါ့နော်အဆင်မပြေတာတွေကိုပြောင်းလဲမယ်ဆိုတဲ့အနေနဲ့ ikuse shuro လို့ခေါ်တဲ့အလုပ်သမားပြုစုပြောထောင်ပေးတဲ့ဆိုတဲ့စနစ်ကိုဒီသူတို့ကအစားထိုးပြီးတော့ဂီနိုဂျီရှုဆေးရဲ့ဒီစနစ်ပေါ့နော်ဒီ training visa ရဲ့ဟာကွက်တွေကိုဒီသူတို့တွေကတဖြည်းဖြည်းနဲ့ပြုပြင်လာတယ်ပေါ့နော်ကုမ္ပဏီအနေနဲ့ကလည်းဒီစနစ်ကိုတော်လေးမျှော်လင့်နေတယ်လို့သိရတယ်ပေါ့နော်အဲ့တော့ဒီစနစ်အစပြုပြီးအတည်ပြုလိုက်ပြီးလို့သူတို့ထုတ်ပြန်ကြေညာလိုက်တာနဲ့ကုမ္ပဏီတွေကအလုပ်သမားတွေကိုခေါ်ဖို့စဖို့အနေအထားတွေမှာရှိရပေါ့နော်ဒါပေမဲ့ဒီ ikuse shuro စနစ်ပေါ့နော်ဒီအလုပ်သမားကိုပြုစုပြောထောင်တဲ့စနစ်အဲ့ဒီစနစ်ကဒီ training visa ပေါ့နော်ဒီ jishu စေးထပ်ပို့ပြီးတော့ဂျပန်စာ level ကိုသူတို့တောင်းတာတွေ့ရတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့ကိုကဂျပန်စာကိုပို့ပြီးတော့စ조사သင်ယူဖို့တော့လိုတယ်ဂျပန်ကဒီလိုမျိုးစနစ်အသစ်တွေကိုဘာဖြစ်လို့ထုတ်လဲပြီးတော့စနစ်တွေကိုဘာလို့ခဏခဏပြုပြင်ပြောင်းလဲနေရတယ်လုပ်လဲဆိုလို့ရှိရင်သူတို့နိုင်ငံမှာဒီလိုမျိုးနိုင်ငံသားတွေပို့ပြီးတော့အလုံးလုံးချင်လာအောင်သူတို့ကဒီလိုမျိုးစနစ်တွေကိုပြုပြင်ပြောင်းလဲနေရတယ်လုပ်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့နိုင်ငံရဲ့လူအင်အားမလုံလောက်ဘူးဆိုတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်ကဒီဟာက
အကြီးမားဆုံးတော့ဒီဖြည့်ရှင်းတဲ့နီးလန်းတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီအနာဂတ်မှာဆိုလို့ရှိရင်လေဒီစနစ်ကလွယ်နဲ့ပယ်ဖြတ်လို့မရဘူးပေါ့နော်အဲအကြောင်းမျိုးဂျပန်မှာရေရှည်နေဖို့စဉ်းစားထားတဲ့သူတွေကပေါ့နော်ဒီတိုကူတေကီနိုဗီဇာကိုယူတာကောင်းတယ်လို့ကျမတို့အကြံပေးခြင်းတယ်ဒါပေမဲ့အခုလက်ရှိမှာဆိုလို့ရှိရင်မြန်မာနိုင်ငံရေးပေါ့နော်ဒီနိုင်ငံရေး policy တွေကနေပြီးတော့ပေါ့နော်အမျိုးမျိုးပြောင်းလဲနေတဲ့အတွက်ကြောင့်မို့အလုံးနဲ့လာလို့မရတော့ပေမဲ့ဒီနောင်ဘယ်လိုဖြစ်လာမလဲဆိုတာမသိနိုင်ဘူးပေါ့နော်ပြီးတော့အခုလက်ရှိဂျပန်မှာအလုံးလုံးနေတဲ့မြန်မာလူမျိုးတွေအနေနဲ့ကဂျပန်စာကိုဒီထက်ပိုပြီးတော့စ조사ဖို့လိုတယ်ကိုကဂျပန်စာပြောနိုင်သလားအလုပ်တွေးကြုံနေရှိနိုင်သလားကိုတော်တလို့မျိုးအခွင့်အရေးတွေနေရာတွေရလာနိုင်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့စ조사ဖို့တော့လိုမယ်ပေါ့နော်အဲ့တော့ကျမကဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှင်တိုကူတေးကီနိုစနစ်နဲ့ပတ်သက်ပြီးတော့ကျမအသေးစိတ်ပြပြပေးခဲ့ရဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာဆိုလို့ရှင်ကျမခုနဗီဒီယိုထဲမှာပါသွားတယ်ပေါ့နော် Ikuse Shuro ပေါ့နော်ဒီအလုပ်သမားပြုစုပြောင်းထောင်ရေးစနစ်ပတ်သက်ပြီးတော့ဒီ update သတင်းတွေကိုလည်းကျမ sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျမရဲ့ဒီ Facebook page လေးကို YouTube channel လေးကို follow and subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye